နောက်တစ်ခုဆရာမတို့ဘာလဲဆိုတော့ရှိတယ်ဆိုတဲ့စကားလုံးရှိတယ်ဆိုတဲ့စကားလုံးကယုံရှိတာဘယ်လိုပြောမလဲယုံမရှိဘူးဆိုရင်没有မရှိဘူးဘယ်လိုပြောလဲ没有ရှိတာကိုယုံမရှိဘူးဆိုရင်没有ဒီနှစ်ခုကလည်းအထည်ကျရမှာနော်ရှိတယ်ဆိုရင်ယုံလို့ပြောတယ်မရှိဘူးဆိုရင်没有လို့ပြောတယ်နောက်တစ်ခုဆရာမပြောပြမယ်ဟုတ်တယ်ကဆိုတဲ့စကားလုံးဘာကိုပြောမလဲဟုတ်တယ်ကဥပမာနေရသူ့ရဲ့အမလားဆိုဟုတ်တယ်ရှင်နော်နေရသူ့ရဲ့အမလားဆိုဟုတ်တယ်နောက်တစ်ခုကဆိုတဲ့စကားလုံးနောက်တစ်ခုကဘာလဲကဆိုတဲ့စကားလုံးအဲ့တော့ဆရာမတို့ကဒီမှာကြည့်နေဆိုတဲ့စကားလုံးဘယ်လိုတင်ထားလဲဆိုတော့နီလို့တင်ထားတယ်နေဆိုတဲ့စကားလုံးကိုနီငါဆိုရင်ဝေါ်အဲ့တော့နေကဆိုဘယ်လိုပြောမလဲဆိုရင်နီစစ်နေကနီစစ်နော်နေကဆိုရင်နီစစ်သူကဆိုရင်ထားစစ်အဲ့လိုပုံစံနဲ့တွားမှာငါကဆိုရင်ဝေါ်စစ်အဲ့လိုပုံစံနဲ့တွားမှာကဆိုတဲ့စကားလုံးနော်ဟုတ်တယ်ဆိုတဲ့စကားလုံးကလည်းစစ်ပဲဟုတ်တယ်ဆိုတဲ့စကားလုံးကလည်းစစ်ပဲအဲ့တော့သူ့ရဲ့အတိတ်ပြန်2မျိုးရှိမယ်ဘာရလဲဆိုရင်ဟုတ်တယ်ရယ်ကရယ်ဆိုပြီးတော့နှလုံးရှိမယ်ဘာရရှိမလဲဟုတ်တယ်ရယ်ကရယ်နှစ်ခုရှိမယ်เนาะသူ့ရဲ့စကားလုံးကကြတော့ဟုတ်တယ်ရယ်ကရယ်ရှိမယ်အဲ့ဒါလည်းဆရာမတို့ကမေးလို့မရဘူးเนาะပြန်ပြောမယ်ရှိတယ်ဘယ်လိုပြောမလဲယုံမရှိဘူးဘယ်လိုပြောမလဲ没有ရှိတာကိုယုံမရှိဘူးကို没有ဟုတ်တယ်ကကိုဘယ်လိုပြောမလဲစစ်ဟုတ်တယ်ကကိုစစ်ဒီသုံးလုံးလုံးအတိကျရမယ်เนาะပြီးပြီဆိုရင်အငင်းစလုံးလေးဘာစလုံးလေးလဲအငင်းစလုံးလေးအဲ့ဒီအငင်းစလုံးလေးကိုဆရာမတို့ကမဘူးဆိုပြီးတော့ပူဆိုတဲ့စကားလုံးလေးနဲ့တွားမှာသူကအမြဲတမ်းညင်းမှာအဲ့တော့သူ့ကိုဒီမှာ star လေးပြထားတဲ့ဖြစ်တဲ့အတွက်ရှေ့မှာပဲထားတော့မှာဟုတ်တယ်ဆိုရင်ဆရာမတို့ကစစ်ဟုတ်တာဘယ်လိုပြောမလဲစစ်ဒါဆိုရင်မဟုတ်ဘူးဆိုရင်ပူစစ်အဲ့လိုတွားတော့မှာမဟုတ်ဘူးဆိုရင်ပူစစ်လို့ပြောတော့မှာဒါဆိုဆရာမတို့ကနောက်တစ်ခုဒီမှာကြည့်ဒီမှာနော်များတယ်ဆိုတဲ့စကားလုံးဘယ်လိုတင်ထားလဲများတာကိုတော့နော်နဲတာကိုစောက်ဟုတ်တယ်မလားများတာကိုတော့လို့တင်ထားတယ်နဲတာကိုစောက်လို့ပြောထားတယ်ဒါဆိုမများဘူးလို့ပြောပြီးဆိုဒီရဲ့ပုလေးကိုအရှိမထားတုံးတော့မှာပုတော့မများဘူးဆိုပုတော့မနဲဘူးဆိုလေပုစောက်အဲ့လိုပုံစံနဲ့သွားတော့မှာကြီးတာကိုကြတော့တလို့တင်ထားတယ်နော်တေးတယ်ငယ်တယ်ကိုရှောက်လို့တင်ထားတယ်နော်ဒါဆိုမကြီးဘူးမငယ်ဘူးဆိုဘယ်လိုပြောမလဲဆိုရင်ပုတဒီရဲ့ပုလေးကိုအရှိမထားပြီးတုံးတော့မှာပုတပုရှောက်အဲ့တော့ဆရာမတို့ကမဆိုတဲ့စကားလုံးကအမြဲတမ်းဆရာမတို့ကအရှိမထားပြီးတော့တယ်သွားဘူးနဲ့ဆုံးတယ်နော်မကြည့်ပုစစ်ဆိုတဲ့တေးပြဟုတ်တယ်မလားဒီဟုတ်တာဒီကွက်လက်ထဲရောက်တာမှာအဲ့ဆိုပုစစ်ဆိုရင်မဟုတ်ဘူးနော်ပုစစ်မဟုတ်ဘူးစောဆိုတဲ့စကားလုံးကိုဆရာမတင်ထားတယ်စောဆိုတဲ့စကားလုံးကပြောသည်စောဆိုတဲ့စကားလုံးကပြောသည်လို့ပြောထားတာနော်ဒီမှာစောဆိုတဲ့စကားလုံးကပြောသည်ဒါဆိုဆရာမတို့ကမပြောဘူးဆိုဒီအရှိမဘာလေးထည့်လိုက်ရတော့မှာပုလေးထည့်လိုက်ရမယ်စောပုလို့ပြောလို့ရလားစောပုလို့ပြောလို့မရဘူးပုဆိုတဲ့စကားလုံးလေးကိုအရှိမပဲထားသုံးရမှာဒါဆိုရင်ပုစောဒီမှာကြီးတယ်ဆိုရင်လည်းတမလားဒီအရှိမပုလေးထည့်လိုက်ရမှာပုတသေးတယ်ငယ်တယ်ဆိုရင်ရှောင်မလားဒီအရှိမရှောက်ပုလေးထည့်လိုက်ရမှာပုရှောင်မသေးဘူးမငယ်ဘူးများတယ်ဆိုရင်တော့ဒီအရှိမပုလေးထည့်ရင်ပုတော့ဆိုမများဘူးစောက်ဆိုရင်နဲတယ်အဲ့တော့ဒီအရှိမပုစောက်ဆိုရင်မနဲဘူးအဲ့လိုပုံစံသွားမှာအဲ့တော့ဒီပုဆိုတဲ့စကားလုံးကအငင်းစလုံးလေးဘယ်တော့မှဆိုပြမှာထားမယ်ဆိုရှေ့မှာပဲထားမယ်ဟုတ်ပြီနော်ဒါဆိုရင်ဆရာမတို့ကဒီစီနားလဲပြီဟုတ်ပြီနော်